နေတာလေဟေးကြရကြတော့ကွာသူဒီမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့များဖြစ်ပါစေလို့သမီးထက်နန္ဒာကအခုလိုကရောပန်းစဉ်မြစ်တာပို့ထားလိုက်ပါတယ်ရှင်။သမီးပရိသတ်ကြီးကိုပြောပြချင်တာကပြောပါဦးသမီးတို့အနေနဲ့ကိုကြည့်ရှုတာအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင်။ပြောပါမမအခုသမီးပထမနာတာရဲ့ရှင်ကတော့ PDF ချစ်သူဆိုတဲ့ချင်းလေးခေါ်ပါတယ်။မိမိတို့ကြလေးနဲ့ကားလို့ကောင်းအောင်ဒီဆိုဒီရဲ့ဂီတလင်တာဂီတအဖွဲ့ကိုအထူးကျေးဇူးတင်ရမှာဖြစ်ပြီးနောက်ခံဒီဆိုပေးတဲ့အန်တီတီတာကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးတင်တဲ့နေရာကျေးဇူးတင်ရမင်္ဂလာတစ်ပါးပါပဲခင်ဗျာနော်။ရလေးကရေးဆက်ထားတဲ့တခြင်းလေးပါ။ကိုယ်ပိုင်တခြင်းလေးပါ။တခြင်းလေးပါဗျာ။တခြင်းလေးပါ။ PDF တွေကိုကျွန်တော်တို့ကြိုးပြတဲ့တခြင်း PDF တို့ပြောင်းစားတဲ့တခြင်းဟုတ်တယ်နော်။ဘုဘက်ကOTT ပါလားရှင်။ဟုတ်ကဲ့ပါဗျာ။ကျွန်တော်အတုံးတော့ခလေးပါချစ်ပြီးမင်္ဂလာပါရှင်မင်္ဂလာပါပြီမင်္ဂလာပါခင်ကဲချစ်ပြီးဟာလေငါမြင်မှုတယ်နော်ဒီကောင်မလေးကိုဟာမင်းရောခင်ဗျာဒီမြင်မှုဟောဒီအဲ့ဒါခင်ဗျာသမီးလေခင်ဗျာသမီးလားဟောသမီးလေသမီးနဲ့မတွေ့တာကြာမတွေ့တာကြာကိုချီမကိုရကိုပြောတယ်ကိုမျိုးပြောနေရှိလို့တယ်ဟောအဲ့ဒါကိုကောင်လေးနော်ကောင်လေးကဒါပြောရတယ်အဲ့ဦးမျိုးလေဦးမျိုးနဲ့မင်းကြီးကသမီးကြီးစားတာတဲ့ဟာဟဲ့ဟာရှဲ့တော့ကွာရှင်းမအဖေရတယ်ငါလည်းကိုဘုံကိုသိတယ်လူတောင်းလိုက်အဲ့တော့သမီးကြီးရှင်ကြီးသားလည်းပြောသေးတယ်သမီးကြီးမမှားပါဘူးအဲ့ကြောင့်ဒီလိုဒါခုနအခုတော့သမီးကအခုဖြစ်သွားတယ်ဟောအဲ့လိုမင်းကဖြစ်ရှင်ပဲဖြစ်နေတော့ပဲကွာမျိုးကိုစုံနေတာပဲအခွင့်အရေးရတော့လေပြောရတာနော်ကဲဒီမှာလေးဒီမှာပြောရတယ်အေးတဲ့ဒီပြောပြီးဖို့ဟုတ်ကဲ့အေးတဲ့ဒီအမောပြောင်းဟုတ်ကဲ့ပါကိုပြောပြရဟုတ်တယ်မလားမင်းကမောပြောပြောတယ်မောဆိုးတယ်လည်းပြောအဲ့ကောင်ပြောတာဒီလိုမှမင်းကလည်းအမောဆိုးတယ်တော်မောတယ်တော်မောအဲ့တော့ဒီကဆိုတာလေအေးတဲ့ဒီတင်ကထွက်ရမှာမဟုတ်လားအမှန်တော့နော်အဲ့တော့အစွန်စကားဒီလိုလေးထိလိုက်လို့ရှိရင်မင်းနည်းများပါပြီကြာဟုတ်တာပဲရှားတဲ့ကရှင်တို့ကလက်တူလေးဝတ်တာအခုလက်ရှိနေပါမင်းများနေပြီချင်းလေအေးဟိုလူရှင်တို့ဖြစ်တဲ့ခါကျတော့လက်တရနေတော့တွတ်နေတော့ဟာဘောပေါက်တယ်သူကလည်းမရှိဘူးဝတ်တာအေးကဲတော့မှာအစွန်စကားအကိုကြီးကညီမလေးကိုကြိုက်နေတယ်ဆိုတော့ဟုတ်ကဲ့ဆူတောင်းလိုက်လေဆူတောင်းလိုက်ဒီမလေးကကိုကြီးကိုယူခဲ့တဲ့လားဝေးဘယ်ယူလဲလူပြည်တော်မှာဆိုတာဘော်ဒမားကြီးဒီတောင်းတရုပ်ဆောင်ပါလူပြောပြဟုတ်တယ်မလားကာမနာဟောတာကဲဒီမလေးကအကိုကြီးကိုကြိုက်တယ်ဆိုတော့ဗျာဟောတော့ဆိုးတယ်မင်းငါဒီကိုလာပါလိဘယ်နာမောထားလက်နာမှာကိုတော့တော့ပုံနေလို့အဲ့တော့အကိုကြီးကဒီမလေးကိုရှင်မဲ့ထင်းလို့လားဒီမချင်းလို့လားချူလာပေါ့အဲ့ကိုယူပါဒါမျိုးထောင်းနေတာလေကဲခင်းပြောတယ်ပြောဟောဒီပါအခုသမီးဆက်လက်ပြီးကောင်းပြောတဲ့တခြင်းကတော့ဘာမှလည်းဒါချောင်းမှာဘွားဆိုတဲ့တခြင်းလေးဖြစ်ပါရဲ့ရှင်ကျေးဇူးအားပေးကြပါရှင်ဒီကောင်းလို့ဗျာ
တေးဟောတေးပုံပြအောင်နော်အဲ့မြို့နယ်ပဲလေးပြောအောင်နော်မြို့နယ်ကြီးအော်အေးမြို့ဗမာပြည်ကမြို့နော်အဲ့တော့မလို့မှာအော်ခင်ဗျားတို့လည်းအခုကျွန်တော်ကဒီမှာတေးပြမယ်အပြီးဘာမြို့လဲပြောပေါ့အဲဒီဒေသလည်းပြောရတယ်နော်လာပြေးပြေးလာအမေဝေလေးကိုပါမှာအော်မင်းကကိုကြရအောင်မြတ်ကဆက်ရကိုပြေးပြေးပြေးဘာလဲရအောင်ပါလားအေးအဲ့ဒါဘာမျိုးလဲဗျာဒီတိလောက်တယ်ဒီဘာမျိုးလဲထိုးဒီမင်းကိုဟာတော့လာပြန်အေးရောကောင်းနေကြအောင်တော့မချောင်းလေးကြရဟာဘာမျိုးလဲဟာတိတယ်ကြာမသိရဒီကောဝဲ6ကြီးလဲဟုတ်တင်တော့တယ်ကွာသူကခေါင်းသူကဲလာကြောက်ဒီလူလေးဒီလူကဘာကအပေါ်လေးပုံမှာပုံနေပုံနေ ဘာပုံနေလဲ ဘာမျိုးလဲ ကောင်းပြီပါပြီ တင်ပြပုံ ခင်ဗျာဘာလို့တင်ပြပုံဟောဖြာဖို့ပြောပါ ပုံ ဦး လေပုံလေးနေဆိုတော့မသိဘူးဘာချီပုံနေလားတော့ပါမင်းရောဘာလို့ဒါချင်းရှိရောကဲဝါဘာလို့လဲပါလေကံပဲလေဆိုခင်ဗျာမင်းခင်ဗျားတို့မင်းနေပါလေမင်းလေဘာမင်းရမှာလဲခင်ဗျာကပုံစားလေးကိုတိုက်ခိုင်းပြီးတော့ဟိုပစားလေးပါပေးလိုက်ပါကဲအဲ့ဆိုလားအလားပါကပုံစားလေးကိုနည်းနည်းလိုက်အေးပစားလေးကိုဟုတ်တယ်ပြောစီတယ်ပါရဲ့အဲ့ဒါတော့တော့ပဲ ဗလာမဲမရှိပဲဟာ ကျုံးနေဟာပြောမှာအေးပြောနေတာဘာလို့လဲဘာမျိုးလဲဟဲ့ဝေးကျုံပါတယ်ကျုံးတစားဝေးကျုံပုံကဲကဲဘိုးကိုဆိုင်ရင်းလေးကဲလမ်းလျှောက်သွားတာ လျှောက်ပြဘာလို့လဲဒီကရံပြေဒီဘက်တိုင်းရောက်လာလားဒီဘက်တိုင်းရောက်လာလားအဲ့ဒါဘာလို့လဲဒီကဘောလေငါကတခုမှမကောင်းဘူး ဒီဘောနေတာသိတာအေးဒါစီကစီလာတော့ဟိုတူကတမျိုးမလုံးပါနဲ့ ဟိုဒါစီလေကျွန်တော်ကဘယ်လာဖို့ဒီမဲ့ဘယ်ညဘယ်ကျေကျူဟေးမင်းလည်းတတိတော်မဆွဲပဲနဲ့ဒေတာပြီလားဟိုကျိုးလေပါလို့အေးကဲပါဘူးဘာမျိုးလဲတက်ကုန်းမဟုတ်ဘူးလားဒီတော့ဒါပေမဲ့တက်ကောကိုကြည့်တာလေဒီကတော့လုံးဝပြည့်တဲ့တယ်ပြင်နိုင်တယ်အေးဟုတ်ကဲ့အဲ့တော့ကိုလန်ပါလားလာလီပြကဲကိုလန်ပါဘာပြောလဲဆိုဘာပြောအားလုံးအခွင့်လုံးတာအကောင်းဆုံးပဲလို့ပြောငါတို့ဖွဲ့လို့တာအကောင်းဆုံးပဲဘာလို့နားလားဒီလိုအခွင့်ရတော့တုံးမကြောက်အားလုံးအခွင့်ရမှာတကယ်ကောင်းတာလို့ပြောမင်းတို့ခွဲအသုံးကြောင်ဒါတို့ခွဲမှာမင်းတို့နဲ့ပူသုံးကြတာကွာဟုတ်ရဲ့လားကဲအဲ့တော့မင်းပြောလို့ရှိတယ်ဘာပြောမှာလဲမင်းတို့ဘယ်လောက်ပဲကောင်းကောင်းငါတို့ကမှတကယ်ကောင်းတာအဲ့အတိအကျမင်းတို့ဘယ်တော့ပဲကောင်းကောင်းအေးငါတို့လောက်တာမှကောင်းပါအေးအဲ့လိုမျိုးတရားတစ်ပေါက်တည်းဖြစ်နေတယ်မျိုးဘယ်မျိုးလဲကဲဘာမျိုးလဲအဲ့ဒါမသိပါမျိုးပြည့်တယ်ကြည့်တာကဲဒီတက်ဒီကဘာလို့ပြောလဲဘာမျိုးလာတော့မပြောနဲ့စင်နေပါလေအဲ့တိုင်းပဲအဲ့ဒါလည်းဘယ်လိုမှမပြောရဲဒီအောင်ဒီလိုပြောဟာမပြေးနိုင်ဘူးလားကြာပြေးနိုင်တွေ့တော့နော်မင်းဒီကပညာရှိနေကြီးပဲဒါချင်းရလူတွေတော်ရဲလူဒီကတော့ဘာဖြစ်တယ်ကျွန်တော်မပြေးနိုင်ဘူးပြေးနိုင်လို့ရှိရင်ခုနဆူစားတဲ့ဘက်ကလည်းပုံပြီးမကလေးတို့ကဲနော်โอเคကိုလာမချိုးလမ်းလျှောက်လိုက်လျှောက်ဒီလိုလျှောက်ဒီလိုပဲတဲ့လျှောက်လျှောက်โอเคဟိုစေအောင်ရတယ်ရတယ်စဉ်းစားနေကြည့်မယ်โอเคမှန်လား
အေး ငါပင်လေးကိုလည်းရှောက် အေး ဒီနောက်ကိုပြန်နေကြည့်လိုက် ဟုတ်ပြီညာလား ဘာတော့ နောက်ကိုရှောက် ကျိုးဆောင် နောက်ကိုရှောက်မယ်ဒီအလေးပြုမယ်ပြေးတတ်မယ်ပြေးတဲ့ကိုလေးပြုမယ် ကျိုးလိုက် โอเคအားပါပြောလေပြေတော့ အဲ့မှာစားတိုင်းတော့တိမယ်တယ် အဲ့တော့တစ်နှစ်3လေး5စီကြီးလိုက် ဒါပေမဲ့ကလေးကြီးတော့မလုပ်ဘူးနော် ပြေးနိုင်လို့ရှိရင်တော့တေးနေ ရှောက်တဲ့ကို တော့ ကြည့်တော့ လေအာ အေးဘယ်နဲ့မသိဘူး ပြောတယ်မှာဘာမျိုး ကဲအဲ့ဒါတော့ဘာလို့မဟုတ်ပါဘူးတို့ရည်အားသေးတော့ အေးအားစား ကဲတော့ဒီဝေးနေရကဲဟုတ်တယ်ကောင်ကဲ နော်ကလေးကြီးချက်နေပါလားဘယ်မျိုးသားလဲစစ်စစ်ကြီးပဲဖြစ်မှာ တော်လှန်ရေး9နှစ်ပြီ အေး အရင်အနည်းကတော့ကြီးတယ် အေး တော်လှန်ရေး9နှစ်ပြီအရင်အနည်းကကြီးတယ်လေ ဟုတ်တယ်ရော နောက်မဆုတ်တဲ့ဇွဲလုံးလာဝရိယတွေနဲ့ကြာရတဲ့ရုပ်ဟမ်မလုပ်တတ်တယ်အများမတည်းထားတတ်တယ်ဆိုရယ်မမလေးရေကျွန်တော်တို့တိုင်းပြည်ဟာလည်းအဖက်ဖက်ကချွတ်ချော်ကြရိုးရေးပျက်စီးနေပြီးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအလိုပဲဆင်းရဲဒုက္ခရောက်နေကြတယ်ဆိုတော့အားလုံးအသိဉာဏ်မဟုတ်ပါဘူးဗျာဒီလိုမတရားအာဏာသိမ်းပြီးပြည်내ကိုချုပ်နေတဲ့စစ်အစိုးရဟာကျ
ကျွန်တော်တို့တော်လိုင်းရေးအားစုတွေနဲ့ခိုင်မာတဲ့စစ်တပ်တွေနဲ့ရွရွချွန်ချွန်ခုခံတိုက်ခိုက်မှုတွေကြောင့်စစ်အာဏာရှင်တပ်တွေအားလုံးအပြည့်အစုံပြုံးတိကျဆုံးနေတာဖြစ်ပါတယ်။ဒီလိုတော်လိုင်းရေးအားစုတွေကိုအရှင်တော်နဲ့စစ်တပ်ဟာဘလုံးပေါက်ချစ်ကြုံလာတဲ့အကြံစီကိုစတင်ကျင့်သုံးလာပါတယ်။ဒါကတော့မြန်မာပြည်ကတော်ရုံမျိုးပါမချမ်းနေရာတိုင်းမှာလူငယ်တွေကိုမတရားဖမ်းဆီးပြီးစစ်ခွေးတင်အားဖြစ်နေတာဖြစ်ပါတယ်။ဒီလိုဖမ်းဆီးတဲ့အခါမှာလည်းအထက်ကစအောက်ခြေအထိပြည်ပြည်ညီပေါင်းစုံနဲ့ပေါ်တာဆွဲပြန်လေးဆွဲစားတဲ့မိမဲ့ရဲ့ဇာတ်လမ်းပြုလုပ်နေရတာဖြစ်ပါတယ်။ဆုတောင်းတော်ပါအောက်ဆုံးကတော့ဒီလေရှယ်ပဲကအော်ဒီမှာလည်းတော့ကြည့်ရမယ်အော်ကောဝေးရတော့ဒီမိုင်းလေးတော့အေးအောင်ကောင်းတယ်လို့ဆိုင်ရီကိုလည်းကောင်းတယ် ဆိုင်ရီကိုလားအာငါအောင်တော့မပြော ဆိုရတဲ့အရင်ကောင်းတာ အေး နားလည်းကြတော့အောင်စုလည်းမကောင်းဘူး ဟာ အာ စိုင်းကိုလည်းမကောင်းဘူး ဟာမင်းကဖာကောင်းတယ် ကျွန်တော်ကောင်းတာ အေး ဘနာနာ ဟာ ဘနာနာကျွန်တော်ချုပ်တော့ မ ပါ င်းကဦးဒီလာလာတော့ ဟဲ့ကောင်လေး ဟာ ကြောက်ကြိုက်ပါ မင်းတို့ဘာဖြစ်နေလဲ အာကျွန်တော်တို့ တော့ပွဲကြည့်ပြန်လာ တော့ဝဲကြီးပြန်လာတာဘိုး ပွဲ ကြီး ကြည့်ဒီချိန်ကပွဲကြည့်ရမယ်ချိန် ဟာ တိုင်းဒီမှာဘာဖြစ်နေမလို့သိလား ဟာ ဒီတော့ကျွန်တော်လည်းကြည့်တယ် နောက်မနေနောက်မနေ ဒီပါဦး ဟာဟာ ဘောင်းကြီးနဲ့ ဘယ်သူလဲဘယ်သူလဲ ဘုံကလည်းရှိနေတဲ့အချိန်မှာ ဟာ မင်းတို့ဒီလိုပွဲကြည့်ပြီးတော့ကြော်ပန်းလိုက်တာမင်းတို့ဘာလို့လဲတိုင်းပြည်ရဲ့အတွက်ကိုတောင်းထားမင်းသိလား ဟာ ကြောက်ပါဦးကြာ ကျောက်ပါရဲ့ဘိုးကြီးရဲ့ကျောက်ပါရဲ့ဘိုးကြီးဟောပါလေကျောက်ပါရဲ့ဘိုးကြီးဟုတ်ပါလေကျွန်တော်တိုင်းသားစကားမပြီးလို့ဟာကျောက်ပါရဲ့ကျောက်ပါရဲ့ မင်းတို့ဘာလို့စစ်မှုထမ်းကိုလာခေါ်တာ ဟာဟာ စစ်မှုထမ်းကိုလာခေါ်တာ ဟာ ဘိုးရဲ့မလိုက်ပြ အဲ့တော့မင်းမလိုက်လို့ရမလားကွာမင်းစစ်မှုထမ်းကိုမင်းတို့လိုမင်းတို့လိုမင်းတို့ရဲ့စစ်မှုထမ်းကို တော့ဒီပြောင်းလုပ်ပြီးမယ် မင်းဘယ်လိုအစီအစဉ်အောင်လုပ်မှလဲပြော တရားပြီးပြီလားနော် သိန်းကြီး ဟာ ကျန်နော် တော့လေးကြာတော့ဟော အမှန်ကြီး ဘာဒီပြောနေတာမှမကြောက်ပါ ဒီကစားကြမှာ ဘိုးကြီးဟာဘိုးကြီးပြီးပြီ ဘိုးရှိတယ်ပြေးပြေးရှိတယ် နော်တော့ပြီးပြီ ဟာ ဘုံညာကိုတင်းကြီး6လေး66 ဟာဘယ်တော့မှတော့တင်ပြဆွဲ ဘာကြီးနေ ဟာဟာ ဟုတ်တယ် အဲ့တော့ကျွန်တော်လိုက်တော့နော် အေးမင်းစီဟာ ဟာဟာ ဟိုက ဟောမြန်မာမှန်ကြောက်တာ ဟာကျောက်ပါရဲ့ဘိုးကြီး မကြောက်တာလည်းတော့ ကျောက်ပါရဲ့ဘိုးကြီးတိုင်းသားစကားမပြီးလို့ဟာ တိုင်းသားတော့မင်းတိုင်းသားဆိုမပြောနဲ့တိုင်းသားလည်းဒီမှာတာဝန်ရှိတာပဲမင်းစစ်တယ်ဝင်ရ အာ အော် ဘိုး မ ကြီး င်းလိုက်ကိုလဲဒီသူစစ်ပါမင်း ကျွန်တော်ပတ်စံပြီးဆိုပြီးပါမယ်ကျွန်တော် ဟောတော့ပိုက်စံ အေး ပိုက်စံ လေရီယောင်းတာသင်္ကားရှိတယ် ပိုက်ကားတယ်ရှိ ဒီကဘုံတို့တော့ သင်္ကားတယ် ဟုတ်ကဲ့ဗျာ သင်္ကားတယ်ဒီ ဟာဘုံတင်ကြအဲ့သင်္ကားစတဲ့ယူရ ယူ အာ ပါလေ ဟုတ်ကဲ့ဗျာ မလိုက်ရင်ပြီးကွာလိုက်ရင်တော့မပေးနဲ့ရတယ် ကျွန်တော်ကေပေးနဲ့ပေးလိုက်ပါဗျာဘုကြီးနော်အဲအဆိုပြီးကျွန်တော်ပါပြီလား ပေးနေ အားရည်တယ် ဒီအဲ့တော့တိုင်းစီရောလာဒီကိစ္စကြောင့်တော့ဒီကိုရနော် ဝယ်သွားပြီနော် ဘာဝင်လာလဲဘာဝင်လာ အော် လဲ ကျွန်တော်ပေးကေပေး ဝယ် သွား သွား ပြီ ပြီโอเคပါတော့ပြီးပါတော့ ကျေးဇူး အား တင် ပဲအားလုံးသက်ရှိတယ်ဒီမှာဒီတိုက်တာတော့မရှိဘူးဟုတ် ဘိုးကြီးပြန်လာဦးမယ်ဗျာ ဘာပြန်လာဘယ်ဘာဒီကိုဆွဲ ပေါ်တော့ဆွဲမှာ ဟုတ်တယ် ဟုတ်ကဲ့ ဒီကြောမှာရမယ် ရမတော့မရှုပ်လို့ပြောလိုက်ပါအေး ကျွန်တော်ကြားတယ်လို့ ဘာကြားရလဲ သိန်း100သိန်း90ကျွန်တော်ကြားတယ် အေးဘာကြားပေးပါဦးမင်းပေးမယ်မင်းလည်းပေးမှာ ပြင်းထောက်ကြီးတဲ့သိန်း100 မင်းဘယ်လောက်ပေးလဲမင်းမင်းရတယ်ကွာမင်းဘယ်လောက်ပေးလဲ ကျော်ဒီမှာကျွန်တော်သိန်းထားတာ1000ကျော်ရှိလိုက်ကျွန်တော်သိန်းထား1000 အဲ့ဒါမင်း ကျွန်တော်ဝေး ထော ထော င်း င်း နို လိုက် င်းလည်းကြီးတာတထောင်းနဲ့မင်းဘာသိန်းထောင်ဆို ကျွန်တော်သိန်းထား1000ရှိတယ် မင်းသိန်းရမင်းတော့မင်းဟန်တာ အာ ဘိုးကြီး
ရိကများမြင်ကြတဲ့အတိုင်းဓမ္မပြည်မှာစစ်အာဏာရှင်တွေဟာဒီလူလူကိုအခုလိုအကြောက်တရားနဲ့အုပ်ချုပ်နေရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အာဏာရှင်အတိုင်းအဝန်တွေကတော့တရားရယူထားတဲ့အာဏာအရှိန်အဝါတွေကိုအသုံးပြုပြီးတော့တရားဥပဒေရဲ့အထက်မှာထင်တော်မင်းမှုနေကြတာတွေ့ရပါတယ်။ရှင်းသားကြပါဦးခင်ဗျာ။ ငါလည်းဆေးရုံကလုပ်ထားတယ်ဆေးရုံကလုပ်ထားတယ်ဆိုဒီဘက်ကနေနေကျွန်တော်တိတ်လာတယ်ကိုတော့ကျွန်တော်ဆေးရုံထပ်ဆောင်တယ်အေးဟေးဟာဟောအဲ့ဒီဝိုင်းတော့ဟောဒီနေရာတော့ဟေးရတယ်ဟာဟာစူးမြေစူးနေတယ်ဘာဖြစ်နေလဲဘာဖြစ်တော့တော့ဘာမှမင်းဘာလာရှိတာဘာရေးရတော့မင်းစစ်မှုထမ်းလာခေါ်တာဟာဟုတ်တယ်ဟုတ်တေထောင်းရချီရအောင်လေမြာဟာကျွန်တော်တို့ပြန်ဘာမှမသိဘူးတေတေရောအကောင်လေးကြီးလိုက်တော့လက်တော့ပြီဟာဟာလိုက်တော့က130ခါမှတည်းပြည့်လိုက်တဲ့ဘုံတယ်လက်တော့ပြီဟာဟဲ့ပါမင်းကဘာကောင်းလဲမင်းကမင်းမသိဘူးမင်းမသိဘူးလေတော့ကျွန်တော်နာမည်အောင်ပြည့်လို့အောင်ပြည့်မင်းဖေးနာမည်ဘူးလေတော့ဖေးနာမည်ကတော့အားလားမင်းအောင်လိုက်လေခင်ဗျားတို့အဘာအပါခေါ်ရရတယ်ကတိဝိုင်းလို့လားဟာခြားကတော့ပဲလေဟာစစ်ကြည့်လို့ဘယ်လာတော့ဘယ်လာတော့ဘယ်ပြောင်းနေလဲအဝါဒီကအရှိပဲရောဆွတ်ပြင်းလိုက်ပါလားပြင်းလိုက်ဟဲ့မင်းအောင်မင်းဖေးဘူးလေပြောဟာဘယ်ကျွန်တော်ညီလာမသိဘူးလားမသိဘူးလေအကြည့်လည်းမသိဘူးလားမသိဘူးပြောစောမသိလားပြောလိုက်ပါဗျာပြောလိုက်စမ်းပါအာယောဒီတော့ဒီလေဟာအဲ့ကောင်လာတယ်မင်းလာတယ်မင်းကတော့နောက်ဆုံးတက်တာမင်းလာဟာလာခဲကျုပ်ပါချေဟာခဲကျုပ်ပါချေအရေးတယ်ဘူးမင်းဘယ်သူလဲကျုပ်ပါချေမင်းကဘာထီထီမနေတယ်ဟဲ့ကောင်မင်းကငါမင်းစစ်တက်တယ်ဟာဖျောင်းဘူးလေဖျောင်းဘူးလေဟမ်မင်းဖျောင်းဘူးလေဘယ်သူလဲပြောကျုပ်ဖေကကာဝေးဦးစီးချုပ်ရဲဝဲဘူးလားခါဖိုက်ပါလားဟာမဟုတ်ဘူးဖိုက်ရဟာမဟုတ်ဘူးဟာဖိုက်ပါကြောက်ပါလေကတော့တရားအာဏာနဲ့အုပ်ချုပ်နေတဲ့စစ်အာဏာရှင်ကိုခေါင်းဆောင်ခံရတဲ့ဒီလိုလူတွေဟာဘာတိုင်းလုံးတောင်းပေါ်ကြီးပြန်တိုင်းနာပေါင်းလို့စုပေါင်းပြီးအတူနဲ့တွဲတိုက်ခိုက်နေကြပါပြီ။ဘာအာဏာပြုလုပ်တဲ့အတူရောင်ရွေးပေါက်ခွင့်ဟာလည်းမြန်မာပြည်ရဲ့39ရာခိုင်နှုန်းပတ်ပတ်ကလေးမှာလည်းကျင်းပနိုင်တဲ့အထိတော်လှန်ရေးတပ်တွေကနေနေတွေကိုဆုံးမနာနိုင်ကြပါပြီ။အရင်ကတူမီးကလည်းစတင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်းခေတ်မီလက်နက်များတိုင်းဆောင်နိုင်လာကြပါပြီ။ PDF တပ်များနဲ့တိုင်းရင်းသားတပ်များပူးပေါင်းဖွဲ့စည်းထားတဲ့တပ်ဖွဲ့များလည်းပေါ်ပေါက်လာပါပြီ။ဒီလိုစနစ်ကျပြီးခိုင်မာတဲ့တပ်တွေဟာစစ်အာဏာရှင်တွေရဲ့စစ်ခွေးတပ်တွေကိုရွတ်ရွတ်ချွံချွံတိုက်ခိုက်ပြီးအောင်ပွဲတွေဆင်နေကြပါတယ်။စစ်အာဏာရှင်တွေရဲ့တပ်တွေကိုအမြင့်ဖြတ်ချေမှုန်းနိုင်ဖို့လက်တကမ်းအကွာရောက်ရှိနေပါဘူး။အားလုံးလေးရောက်အားလုံးရောက်ရတဲ့စစ်စေးရေးကြည့်တယ်ဟုတ်ပြီအားလုံးအားလေးပြီးတော့နိုင်ပေါ်တယ်မင်းတို့တို့နေတဲ့အားလေးအရေးကြီးတယ်အားလုံးပြီးတော့တော့ပေါင်းပြပါလို့ရှင်းလိုက်ပေါင်းပြရှင်းလိုက်ဘယ်ဘောကထောက်ပတ်တာလဲတဲ့တဲ့နာမည်ကပို့တော့အားလုံးပြောဆိုတော့အားလုံးဒါလုပ်တယ်ဆိုတာတိုင်းပြည်ကတမီးရတယ်ပြီးတော့လားဟုတ်တာပါအဲ့ဒီမျိုးလို့စီယိုလို့နော်စီယိုကြီးတွေအေးဘာမှနိုင်မှာအေးအဲ့တော့မလို့လားအေးတက်ကြလိုက်ဟာဟုတ်ပြီဘယ်တော့ဘာထည့်လဲဘာထည့်လဲဟေး
ပြောရမယ်ဒီမှာကြီးစံနေရှိရနော်ဖြစ်လားကျောင်းတော် PDF ပေးတာဒီလိုလည်းအောင်လို့လည်းအလိုက်ကြည့်ပြီးမတရားပို့ထုတ်နေတဲ့မင်းအွန်လိုင်းခေါင်းဆောင်တဲ့စိတ်အာဏာရှင်တွေရဲ့ကြောက်ဆုံးလွဲမှာမကြခင်ရောက်လာတော့ဖြစ်ပါတယ်အခုလိုချိန်တော့ကျွန်တော်တို့ဒီလူများအားလုံးညီညီညွတ်ညွတ်နဲ့ပူပေါင်းပါဝင်ပေးကြပါလို့အလေးနဲ့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ